Hi to hack you season တကိုပြန်နှွေကြည့်အောင်ဗျာဇလန်းကတော့အရက်ပူပေမဲ့တားမရစီးမရခုံနိုင်တဲ့ဟီနာတာဟင်းနေတာကအလဲရန်တုံးကဝင်းပြင်ကဘရင်လို့အမည်ကြီးတဲ့ပါရမီရှင်ဆက်တာကာကီယာမှာခဲကျဲမှာရဲ့အသင်းကိုစိုးစိုးရွားရွားရှုံးခဲ့ရကနေစတာပါဟီနာတာကကာကီယာမှာကိုကလက်စားချေဖို့ဂတိတွေပါတွေခဲပြီးကာရာဆူနိုခါရာဇန်နိုအထက်တန်းကျောင်းကိုတက်လာခဲ့ပေမဲ့တန်ဂျမာကမျက်လှည့်ပြလိုက်တယ်လို့ပဲအဲ့ဒီကျောင်းရဲ့ဗော်လီဘောအသင်းမှာကာကီယာမှာနဲ့ရန်သူအဖြစ်မဟုတ်ပဲကစားပေါ်အဖြစ်ပြန်ဆောင်ခိုင်းလိုက်ပါတယ်အစပိုင်းမှာကျောင်းနဲ့ကြွက်လို့ရန်ဖြစ်နေကြပေမဲ့နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်ရဲ့မယုံနိုင်စရာအမြန်နှုန်းတိုက်စစ် fresh quick ကိုစပြီးမိခွာနိုင်ခဲ့ကြတယ်။အဲဒီနောက်ဟန်စစ်နက်ဖျားလီဘရိုနီရှီနိုယာနဲ့အသင်းရဲ့ ace စပိုက်ကအာဆာဟီတို့ပါအသင်းထဲပြန်ရောက်လာပြီးတဲ့နောက်မှာတော့ကာရာဆူနိုရဲ့နင်းတနက်အသင်းကြီးဟာပြိုင်ပွဲတွေစီတရှိန်ထိုးအရှိန်ပြင်းပြင်းနဲ့တက်လှမ်းလာခဲ့ပါတော့တယ်။ Inter High ပြိုင်ပွဲကြီးထဲမှာဘယ်သူမှမကြော်နိုင်တဲ့ date touch အသင်းရဲ့တန်မဏိတတိုင်းကြီးကိုတစားစီဖောက်ထွက်ပြနိုင်ခဲ့ပေမဲ့လည်းနောက်ဆုံးကာကီယာမာရဲ့စီနီယာအိုအီကာဝါဦးဆောင်တဲ့အာအိုဘာဂျိုဆိုင်အောက်ဘာကျော်စိန်အသင်းနဲ့အကျိတ်အနေကစားရင်းနောက်ဆုံးစက္ကန့်မှာဟီနာတာရဲ့စပိုက်ကိုပိတ်ဆို့ခံလိုက်ရလို့ရင်နာစရာကောင်းတော့အောင်ရှုံးနေပြီးပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်ဒါပေမဲ့ဒါဟာအဆုံးသတ်မဟုတ်ပါဘူးဒီရှုံးနိမ့်မှုရဲ့မျက်ရည်တွေကိုအားအဖြစ်ပြောင်းလဲပြီးနောက်လာမယ့်ຫນွေဦးပြိုင်ပွဲမှာကလပ်စားချေဖို့သွေးပူလေ့ကျင့်ခန်းတွေပြန်ဆရင်းနဲ့ပဲပထမရာသီပြီးဆုံးသွားခဲ့ပါတယ်ဗျာ